စားမယ်လေ တော့ရောက်လာတာဒီနေ့ကတော့စိုက်ကလေးစီရောမြကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်မိတ်ဆွေတွေလာတဲ့အတွက်စိုက်ကလေးစီရောမြကြီးကိုလိုက်ပို့တာစိုက်ကလေးစီရောကြီးပေါ့နော်ဒီမှာဖိုးရစာကျွေးနေကြပြီမိသားစုတွေကျွန်တော်တို့သွားရင်းလာနေတဲ့ဒီစိုက်ကလေးစီရောမြကြီးကိုတိတ်မရောက်ဖြစ်ဘူးပေါ့နော်ဟိုဘက်စိုက်ကလေးကိုတော့ရောက်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့မန္တလေးကမိတ်ဆွေတွေလာတဲ့အတွက်ဒီရှေ့ကြတဲ့ဖရားတွေပေါ့နော်ဖရားရှိကိုရမြကြီးဒီပေါ်မှာကျွန်တော်တို့ရောက်တော်မူခဲ့တဲ့နေရာတွေပေါ့နော်အဲ့တော့စိုက်ကလေးစီရောမြကြီးရတယ်ဖရားရှိကိုရမြကြီးကြွတော်မူတဲ့နေရာတွေမှာပါခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မန္တလေးကမိတ်ဆွေတွေလာလို့ပေါ့နော်လိုက်ပြီးပို့ပေးတာဖြစ်ပါတယ်ဟိုနောက်မှာမြင်နေရတော့စိုက်ကလေးစီရောမြကြီးဖြစ်ပါတယ်ရာသီဥတုလေးရတယ်ကောင်းတယ်ပေါ့နော်စိုက်ကလေးစီကမြကြီးရတယ်ရှေ့ကြတဲ့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒိဋ္ဌံဝင်တာပဲဖြစ်ဖြစ်ဒါရောက်ပူညောဖို့ပဲဖြစ်ဖြစ်ပေါ့နော်ဘုရားရှင်ကိုလိုမြကြီးကြောက်ရတဲ့နေရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာပုံမှန်လည်းဒိဋ္ဌံဝင်နေတဲ့လူတို့ပရိလာစိတ်တဲ့လူတို့ရှိနေကြတယ်တွေ့နေကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေလာတဲ့အခါမှာလည်းကျွန်တော် like ပို့ပေးပါအောင်မယ်စိုက်ကလေးစီကမြကြီးခုနကတော့ကျွန်တော်စိုက်ကလေးကနေပြီးတော့လာပြီးသွားပြီပေါ့နော်အခုကစိုက်ကလေးကိုရောက်နေတာဝေးရကျွန်တော်မိတ်ဆွေတွေဒီရပဲဖြစ်ဖြစ်ဝေးရပဲဖြစ်ဖြစ်မိတ်ဆွေတွေလာတဲ့အခါစိုက်ကလေးစီရောမြကြီးနဲ့စိုက်ကလေးစီရောမြကြီးကိုလိုက်ပြီးပို့ပေးပါမယ်အဲ့တော့အခုလည်းကျွန်တော်မိတ်ဆွေတွေဝေးရနေပူညော်လို့ရအောင်စိုက်ကလေးစီရောမြကြီးကိုကျွန်တော်တရားနဲ့ရိုက်ပြထားတာဖြစ်ပါတယ်ကိုလေးတွေစာကျွေးနေကြတာ